ဒီနေ့မှာတနေ့ပြည့်သွားပြီဖြစ်တဲ့မိုးနေ့ရှင်သက်သားလေးအတွက်ပထမဦးဆုံးခွဲရမယ်ကိလေသာလေးကိုလုပ်ပါမယ်ရှင်ဒါလေးရဆိုလို့ရှိရင်ထိုင်းကနေပြီးတော့မှားထားတဲ့ကိလေပေါ့နော်သက်သားလေးအတွက်နှစ်ထပ်ကိလေကိုမှားထားတာပဲဖြစ်ပါတယ်ရှင်ကိလေသာဆိုလို့ရှိရင်မိုးနေ့ရှင်သက်သားလေးနဲ့လိုက်ဖအောင်ဆိုပြီးတော့တဲစုကအရုပ်လေးတွေတုံးပြီးတော့လုပ်မှာပေါ့နော်အရန်ကောင်မှချုပ်ဖို့ကောင်းတဲ့ကိလေသာနေမို့လို့ဒီလိုမျိုးကိလေတွေကိုမှာယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့တဲစုမှာလာပြီးတော့မှာယူအားပေးလို့ရပါတယ်ရှင်အခုကတော့နှစ်ထပ်ကိလေကိုလုပ်မှာပေါ့နော်တဲစုကတော့အဝါလေးရဲ့အနီလေးရဲ့ကိုအတိကတုံထားပေးပါတယ်။သူ့မှာသုံးမဲ့အယုတ်တွေကိုကြည့်ပြီးတော့ပေါ့နော်အယောင်တွေကိုဒီလိုမျိုးတုံထားပေးပါတယ်။ဒီနေ့မှာတစ်နှစ်ပြည့်သွားပြီဖြစ်တဲ့တသားလေးဒီမွေးနေ့ကိုမြင်တဲ့ခါကျတော့ရှင်တဘောကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။ကိုရမွေးနေ့မှာပထမဦးဆုံးခွဲရမယ်ကိမုန်လှလှလေးကတသားလေးကြည့်လာလို့ရှင်ဒါလေးကအမှတ်တရအနေနဲ့ရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။ဒါလေးကတော့ထိုင်းကနေမှားထားတာပေါ့နော်တသားလေးအတွက်အခုလိုမျိုးနှစ်ထပ်ကိတ်လေးပါမယ်ပြီးလို့ရှိရင်အဖေဖြစ်သူရဲ့မွေးနေ့အတွက်ဆိုပြီးတော့6သိန်းပန်းစည်းလေးရဲ့ပြီးလို့ရှိရင်ရှစ်လက်မကိတ်လေးတစ်လုံးရဲ့ပေါ့နော်အားလုံးကိတ်3လုံးကိုမှားထားတာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးတခါတည်းပေါ့နော်အများကြီးကိုမှအမှားယူအားပေးအတွက်ကျေးဇူးများတင်ပါတယ်ရှင်ဒီမွေးနေ့ရှင်ဖေဖေရောတသားလေးရောဒီနေ့ကြောက်တဲ့မွေးနေ့မှာအများကြီးကိုမှပျော်ရွှင်ရပါစေမိသားစုနဲ့ပေါ့နော်ပျော်ရွှင်လေးဖြစ်တတ်နိုင်ပါစေရှင်နေ့ရက်တိုင်းကိုပေါ့နော်ပျော်ရွှင်ချမ်းမြေ့စွာစိတ်ချမ်းသာစွာနဲ့ဖက်တန်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်တလားလေးရဲ့နာမည်ကိုပြီးလို့ရှိရင်ဒီအောက်မှာရေးမှတ်ပေါ့နော်ကိလီကတော့လူကြီးရောခလေးရောစားလို့ရအောင်ဆိုပြီးတော့အချိုမကဲပဲနဲ့ဆက်စစ်လေးဖြစ်အောင်လုပ်ထားပေးပါတယ်ရှင်အချိုကိုရှော့ပြီးတော့ပေါ့နော်အထက်မှာဆိုလို့ရှိရင်ဘူဘရီယိုလေးကိုထည့်ထားပေးပါတယ်ကိတ်သားလေးကတော့နုတ်ကိတ်သားလေးကိုသုံးထားပေးတယ်ပေါ့နော်အရန်ကိုမှနူးညံ့ပြီးတော့အိဆက်နေတဲ့ဒီကိတ်မုတ်လေးကိုစားတဲ့ခါကြလို့ရှိရင်ပေါ့နော်ကိတ်ရတာကိုတဘောချလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်တဆုမှာကိတ်မုတ်လေးတွေကိုမှာယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်စီမံလာပြီးတော့မှာပြီးလို့ရပါတယ်နော်တဆုမှာမှာယူပေးတဲ့သူတွေကလည်းကိတ်မုတ်လေးရဲ့အခြေအနေကိုပေါ့နော် review တွေပေးခြင်းနဲ့ဆိုလို့ရှိရင်လည်း comment အောက်မှာစာလေးတွေကိုဆင်းခဲ့ပြီးလို့ရပါတယ်ရှင်အခုဆိုလို့ရှိရင်ပေါ့နော်တဆုကဒီမှာဆိုလို့ရှိရင်အယုတ်လေးရုပ်ထည့်ထားပေးတယ်အယုတ်လေးတွေပါမယ်ပြီးလို့ရှိရင်ဒီစားလို့ရတဲ့ပလဲလေးတွေနဲ့လိုက်ပြီးတော့အလှဆင်နာပေးပါတယ်ရှင်အခုလိုမျိုးဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်ကိတ်မုတ်လေးမှာလိုအပ်ချက်များရှိခင်လည်းထောက်ပြခဲ့ပေးပါအောင်ရှင်ဒါလေးဟိပိုင်2လင်းရတစ်နှစ်ပြည့်မွေးနေ့လေးပေါ့နော်အရန်ကိုမှလှတော့ပါပဲရှင်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါဦးမယ်နော်